Hello တငယ်ချင်းတို့ TMF အစီအစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကကဘာတဝမ်းကဖြစ်ရမှန်မှုကင်းတွေနဲ့အဲ့ဒီမှုကင်းတွေကိုအခြေခံရိုက်ထားတဲ့ရုပ်ရှင်ဒါမှမဟုတ်မှတ်တမ်းတွေအကြောင်းကိုအပတ်စဉ်ကြာသပတေးနေ့တိုင်းမှာပြန်လည်ပြောပြပေးနေတာဖြစ်ပါတယ်ဒီတပတ်ပြောပြခြင်းတဲ့ဇာတ်လမ်းကတော့1995ခုနှစ်လောက်ကဖြစ်ခဲ့တဲ့အမှုအခင်းတစ်ခုပါတကယ်ချင်းရေဒီဇာတ်လမ်းကိုပြောဖို့ဆိုလို့ရှိရင်အမှုက1995မှာ96မှာဖြစ်ခဲ့ပေမဲ့ဒီအမှုမဖြစ်ခင်10နှစ်အလိုပေါ့နော်1989လောက်ကစပြီးတော့ပြောရမယ်အဲ့ဒီအချိန်မှာတငယ်ချင်းကတော့မွေးသေးရလားတော့မသိဘူးပေါ့နော်အဲ့တော့အဲ့ဒီ1989ခုနှစ်အချိန်မှာဆယ်လီဆိုတဲ့Marine တက်မှာအလုပ်လုပ်နေတဲ့အမျိုးသမီးတယောက်အကြောင်းကစပြီးတော့ပြောရပါမယ်။ဆယ်လီကသူကအဲ့ဒီအချိန်တုန်းကသူ့ကိုယ်သူကာကွယ်ဖို့ဆိုပြီးတော့စိတ်နဲ့ပေါ့နော်ငါ့ကိုငါကာကွယ်မယ်ဆိုတဲ့စိတ်နဲ့အလေးမတာတို့ body building လုပ်တာတို့ကိုသူအမြဲလုပ်တယ်ပေါ့နော်။အဲ့မှာသူဂျင်းကိုအမြဲတမ်းသွားတယ်ဒီ Marine တက်မှာလည်းသူလေ့ကျင့်ခန်းနေပါအမြဲလုပ်တယ်ပေါ့နော်။အဲ့တော့သူ့အထက်အရာရှိကသူ့ကိုနောက်တာပေါ့နော်တစ်ချိန်ကြာလို့ရှင်ဆယ်လီ body building ဆိုတာဘီကနီဝတ်ပြီးလှအောင်ပြတဲ့ခန္ဓာကိုယ်မျိုးမဟုတ်ဘူးနော်ဆိုပြီးတော့သူ့ကိုပြလိုက်တဲ့ချိန်မှာသူကလည်းဒီမှာကြည့်ပေါ့နော်အဲ့တော့သူ့ရဲ့အပေါ်ကအင်ဂျီကိုချွတ်ပြလိုက်တဲ့ခါကျမှအောက်ကဘီကနီနဲ့ပေါ့နော်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကကြွက်သားတွေအမြောင်းနဲ့အဲ့တော့မှအရာရှိကအံ့ဩသွားပြီးတော့နင်အဲ့လောက်တောင်လှုပ်ထားတာလားပြိုင်ပွဲဝင်ပါလားဆိုပြီးတော့သူ့ကိုတိုက်တွန်းတယ်အဲ့တော့သူကစစ်တပ်ထဲမှာလှုပ်တဲ့ဒီ body building ပြိုင်ပွဲကိုစဝင်နေပေါ့နော်အဲ့ဒီလိုနဲ့ဆယ်လီကအဲ့ဒီဘက်အပိုင်းကိုဝါသနာပါတာတီးတော့သူ့ရဲ့တငယ်ချင်းတယောက်ကပဲ Ray ဆိုတဲ့လူနဲ့သူမိတ်ဆက်ပေးတယ်အဲ့ဒီ Ray ကလည်းတကယ်ကို body building တမမြန်မာလိုကြတော့လေ body building ဆိုတာသူတို့ကကာယအမလမောင်လို့ပြောရပေါ့နော်ယောက်ျားလေးကိုမိန်းကလေးတို့ကြတော့ကာယအလှမယ်လို့တွဲသုံးပေမဲ့ကာယအလှမယ်ဆိုရင်မိန်းကလေးကခန္ဓာကိုယ်ကလုံးဝလှနေတဲ့ခန္ဓာကိုယ်ပေါ့နော်အခုဟာကြသူကယောက်ျားကာယအလှမောင်ယောက်ျားတွေလိုပဲကြွက်သားတွေအမြောင်းလိုက်နဲ့အဲ့လိုမျိုးပေါ့နော်ခန္ဓာကိုယ်ရဲ့အလှကိုပြတဲ့ဟာကိုပြောတာပေါ့နော်အဲ့တော့ဒီမှာအဲ့ဒီချိန်မှာဆယ်လီနဲ့ Ray နဲ့ကစတွေ့တယ် Ray ကလည်းသူကတက်ကြက်ကြီးယာတူးနဲ့ Marine တက်မှာပဲအလုပ်လုပ်တယ်ဟိုနေရာချင်းတော့မတူဘူးပေါ့နော်အဲ့ဒီချိန်သူတို့တွေ့တဲ့အချိန်မှာသူ့ပုံစံကြည့်ရတာ Ray ကယဉ်ကျေးတယ်ကျင်နာတတ်တယ်အဲ့ဒီအချိန်မှာဆယ်လီကကလေး2ယောက်နဲ့ရှိနေပြီကလေး2ယောက်ကယောက်ျားအကြီးမလေးတယောက်ပေါ့နော်ယောက်ျားမိန်းကလေးတယောက်ယောက်ျားလေးတယောက်အဲ့လိုနဲ့ Ray နဲ့ဆယ်လီနဲ့စတွေ့ပြီးတဲ့နောက်ပိုင်းမှာသူတို့ကအချင်းချင်းအရန်အကြိုက်ချင်းတူကြတယ်ဒီခုနခန္ဓာကိုယ်အားကစားကိုလောက်တာလဲတူတယ်ပြီးတော့သူတို့မင်းသားအာနိုးပေါ့နော်အဲ့ဒီချိန်တော့အရန်နာမည်ကြီးရဲ့အာနိုးကိုကြိုက်တာလဲတူတယ်အာနိုးပါတဲ့ရုပ်ရှင်တွေဆိုအမြဲတမ်းသွားကြည့်တယ်အဲ့ဒီလိုနဲ့သူတို့2ယောက်ဒိတ်လုပ်ပြီးတော့2လလောက်ကြာမှာပဲသူကလက်ထပ်သွားတော့ဆယ်လီကဘာပြောလဲဆိုတော့အဲ့ဒီအချိန်မှာ Ray ကသူ့အတွက်ကဘာကြီးလိုပဲပြောချင်တာအရန်ချစ်တယ်ပေါ့ကွာသူ့အတွက်အရာလိုပဲဆိုပြီးတော့သူက Ray ကိုလက်ထပ်ခဲ့တာအဲ့လိုလက်ထပ်ပြီးတော့သူတို့မိသားစု4ယောက်အတူတူနေတယ်ပေါ့နော်မိန်းဆယ်လီဘက်ကပါလာတဲ့ကလေး2ယောက်ရယ် Ray ရယ်4ယောက်ပေါ့နော်ကလေးတွေကအဲ့ချိန်တော့ငယ်သေးတယ်2နှစ်3နှစ်4နှစ်အဲ့ဒီအရွယ်လေးပေါ့နော်အဲ့ဒီအရွယ်ဆိုတော့သူတို့တွေကမိသားစုအပြင်သွားပြီဆိုရင်လူတိုင်းကသူတို့အကုန်လုံးဝိုင်းကြည့်တာကဘာဖြစ်လို့လဲဆိုတော့နံပါတ်1အချက်ကအမှန်တကယ်တော့ Ray ကလူမဲလူမျိုးပေါ့နော်ပြီးတော့ဆယ်လီကလူဖြူအဲ့လိုဖြစ်တာအဲ့လိုကြောင့်လည်းဖြစ်နိုင်တယ်လို့ဘာလို့လဲဆိုအဲ့ခစ်တုံးကအဲ့အမဲတွေအဖြူတွေယူကြတာတိတ်ပြီးတော့ရေပန်းမစားသေးတယ်ပေါ့နော်တိတ်ပြီးတော့ခင်မစားသေးတဲ့ပုံစံမျိုးဖြစ်နေတော့သူတို့2ယောက်ကအဖြူနဲ့အမဲဆိုတော့လူတိုင်းကြည့်ရလဲပါတယ်နောက်တစ်ခုကသူတို့2ယောက်ရဲ့ body ပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်ကြောင့်လည်းကြည့်တာဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ကလုံးဝကစားထားတဲ့ပုံစံလုံးဝ body building သမားပေါ့ကြွက်သားတွေအဖူအထည်ရှိတဲ့နေရာမှာရှိလူကောင်းကြီးကလည်းအကြီးတွေပဲဆိုတော့လူတိုင်းကဝိုင်းကြည့်တာပေါ့နော်ပြီးတော့ဆယ်လီရဲ့အရင်မျိုးယောက်ျားကလည်းသူကလူမဲပဲဆိုတော့ကလေး2ယောက်ကလည်းသူကအဖြူနဲ့အမဲနဲ့ဆက်ထားတဲ့အယုတ်ကလေးတွေဆိုတော့လူတိုင်းကငေးတယ်ပေါ့ကွာအဲ့လိုနဲ့သူတို့ယူပြီးတဲ့နောက်ပိုင်းမှာသူတို့ body building နဲ့ဆက်ပြီးတော့ဆော့တယ်1990မှာသူတို့စစ်တပ်ထဲမှာရှိတဲ့အမျိုးသားတက်အမျိုးသမီးတက်ပေါ့နော်ပြိုင်ပွဲတွေရှိတယ်အဲ့ဒီမှာဝင်ပြိုင်တော့လေ2ယောက်လင်မယား2ယောက်ဆိုလုံးမှာသူကလည်းစူးရတယ်ကိုကလည်းစူးရတယ်အဲ့လိုမျိုးပေါ့နော်စုတွေရကြတယ်
အဲ့လိုနဲ့နေလာလိုက်တာ1991ရောက်တော့ Ray က Marine တပ်ကထွက်ပြီးတော့သူက Mr. Olympia ပြိုင်ပွဲဝင်ဖို့ကြိုးစားတယ်။ကြိုးစားတော့ Sally ကတော့သူအလုံးဆက်လုပ်နေတော့မှဘာလုပ်လဲဆိုတော့မိသားစုတစ်ခုမှာတဲ့သူတယောက်ကတော့အလုံးလုံးမှစားရမှာပေါ့နော်။အဲ့ဒီလိုနဲ့ဒီ Mr. Olympia ပြိုင်ပွဲသူတို့ပြည်နယ်မှာပဲเนาะပြည်နယ်အဆင့်ပဲပြိုင်ပွဲမှာ Ray ကနိုင်သွားတော့ကလေးတွေလည်းပျော်ကြရတာပေါ့เนาะတမိသားစုလုံးလည်းပျော်တယ်ဒါပေမဲ့ဒီ documentary ထဲမှာပါတယ်ဒီအဲ့ငယ်အချိန်တော့ကလေးပေါ့เนาะအခုချိန်မှာလူကြီးတွေဖြစ်လာတယ်သူတမိအကြီးလေးကဘာပြောလဲဆိုတော့သူကသူ့အမေကိုငယ်တော့သူမေးတယ်ပေါ့เนาะအဖေတို့အမေတို့ဝစ်တာတွေကလည်းရှက်စရာကြီးပေါ့เนาะဝစ်တာဆိုတာဟိုလိုမျိုးဒီအလှပြပွဲဆိုတော့တီးတဲ့အတိုင်းဟိုဟာ susmiter လေးဝစ်တာတော့ဘောကအဲ့လိုသူ့ရဲ့ခန္ဓာကိုယ် sportဝစ်ဆောင်ပေါ့နော်အဲ့ဒါဝစ်တာအဖေတို့မေတို့ဝစ်တာကြီးကလည်းရှက်စရာကြီးခန္ဓာကိုယ်ကလည်းသူများကြီးနဲ့မတူတမူထူးနေတာဟိုလူတော်တော်များများနဲ့မတူတော့အဲ့တော့ तू ကရှက်စရာကြီးလို့သူ့အမေကိုပြောတယ်တဲ့ငယ်တော့အဲ့တော့သူ့အမေကပြောလဲဆိုတော့ဒါဒီခန္ဓာကိုယ်ကအနုပညာတစ်ခုပေါ့နော်အနုပညာတစ်ခုလို့မြင်ရတယ်ဆိုပြီးသူ့သမီးကိုပြန်ပြောခဲ့တယ်အဲ့လိုနဲ့သူတို့က Ray ကလုံးဝအလုံးမလုပ်ဘူး Sally ကမိသားစုကိုစာရှာကျွေးတယ်1992လောက်ရောက်တော့Ray ကပို့ပြီးတော့စူးစမ်းလာသူဒီ Mr. Olympia ပေါ့နော်ဟိုနိုင်ငံအဆင့်ကိုပြိုင်မယ်ဆိုပြီးပို့ပြီးတော့စူးစမ်းလာတယ်တပတ်ကိုသူကကြက်မှု114လုံးစားတယ်တဲ့ဒီခန္ဓာကိုယ်လှအောင်ပေါ့နော်အစားအသောက်ကိုလည်းသူအရန်ကယူဆိုင်တော့တပတ်ကိုကြက်ဥက114လုံးတကယ်ချင်းစဉ်းစားကြည့်ကြက်ဥ114လုံးဆိုတော့ဟိုအနည်းဆုံး15လုံးကျော်တယ်ကွာ9ရက်ဆို15လုံးကျော်လောက်တော့ရှိတယ်တစ်နေ့ကိုစားတာ15လုံးကျော်လောက်ကြောက်စရာကြီးနော်တို့ကတော့ကျဲဦးအရန်မကြိုက်တဲ့လူမဟုတ်လို့လားမသိဘလို့မြန်စားနိုင်လဲလို့စဉ်းစားရနော်ဒီ Sally ကသူအသားတွေပါဝယ်ပြီးဆိုလဲအသားဝယ်တဲ့အသားရဲ့3ပုံ2ပုံလောက်က Ray ကိုကျွေးရတာသူပဲစားတယ်ကျန်တာတွေကိုမှကလေးနဲ့သူနဲ့စားရတယ်ပေါ့နော်အဲ့ဒီလိုနဲ့ဒီ Ray နဲ့ Sally နဲ့အတူတူဆော့နေတဲ့ဂျင်းပိုင်ရှင်တငယ်ချင်းကဒီဆေးနဲ့ဖြည့်ဆက်စာတွေပါရောက်တော့ street right ဆေးတွေသူတို့စပြီးသုံးပြတယ်အဲ့ဒီဆေးတွေကအမှန်တကယ်တော့ဈေးရမ်းကြီးတယ်သူတို့အများကြီးမတတ်နိုင်ဘူးဒါပေမဲ့နောက်ပိုင်းကျတော့ဆေးတွေပြတ်သွားတော့ဆေးကတရေဝင်လဲဟုတ်ပုံမရဘူးအဲ့ဒီမှာတော့ပြောမထားဘူးကွာဒါပေမဲ့အဲ့လိုမျိုးဆေးပြတ်သွားတော့ Sally ကိုယ်တိုင်သူကမက္ကဆီကိုဘက်ကိုကူပြီးတော့တွားပြီးတော့ဆေးတွေရှာပေးသေးတယ်သူ့ယောက်ျားကိုအဲ့လိုနဲ့Sally ကလည်းသုံးပေမဲ့ဒီဆေးတွေသုံးပေမဲ့သူ့ယောက်ျားကိုပဲသူကအဓိကဦးစားပေးတာမဟုတ်လို့ဆေးကလည်းဈေးကြီးတော့အဓိကအများကြီးမသုံးနိုင်ဘူးပြီးတော့ main ကလေးတွေကအဲ့ဒီ street right တွေကိုသုံးလို့ရှိရင်ခန္ဓာကိုယ်ပြောင်းလဲလာတာတဲ့အတွေ့အကြုံတွေကြုံရတယ်ပေါ့နော်ဥပမာ level မှာဂျိုးထွက်လာတာတို့ယောက်ျားလိုပုံစံမျိုးဖြစ်လာတာတို့ဆိုတော့ Sally ကတကယ်တော့အများကြီးမသုံးဘူးအဓိကသုံးတာက Ray ပေါ့နော်သူခန္ဓာကိုယ်လှအောင်ပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကပဲစပြီးသူတို့လင်မယားကြားမှာစကားများတာပို့ပြီးတော့စိတ်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Ray ကဒီမိသားစုမှာသူဒါလင်းအရေးကြီးဆုံးဆေးဆိုလဲသူရင်သုံးရမှာအသားဆိုလဲသူစားရမှာဒီခန္ဓာကိုယ်အတွက်ဆိုလဲသူ့အတွက်ကအဓိကပေါ့ကွာပြီးတော့Sallyကြတော့သူကငွေရှာပေါ့နော်အဓိကငွေရှာတယ်ခလေးနှစ်ယောက်ကိုကျွေးဖို့ရမိသားစုကိုကျွေးဖို့ရအဲ့တော့Sallyကဘာလုပ်လဲဆိုရင်သူကTV မှာပြိုင်ပွဲတွေရှိရင်တွားပြိုင်တယ်ဒီအားကစားပေါ့ body building နဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေရှိရင်သူတွားပြိုင်တယ်အဲ့ဒီပြိုင်ပွဲတွေကတစင်သူကဘေးဆိုတဲ့လူနဲ့တိလာတယ်အဲ့ဒီလူကအခုပြောတာ1995 96လောက်เนาะဒါပေမဲ့အဲ့ခေတ်မှာတော့ဒီလူမျိုးတွေအရင်မခေတ်စားသေးဘူးအဲ့ဒီလူကဘာလုပ်လဲဆိုတော့သူကဒီလိုSallyတို့လိုမျိုးခန္ဓာကိုယ်တောင့်တင်းပြီးတော့ကြွက်သားတွေအဲ့လိုအမြောက်နဲ့ body builder တွေကိုမိန်းမတွေပေါ့နော်အဲ့ဒီအမျိုးသမီးတွေကိုယောက်ျားတွေနဲ့နဘန်းတက်ခိုင်းပြီးတော့ဗီဒီယိုရိုက်ပြီးရောင်းစားတာဟိုနဘန်းတက်ခိုင်းတာဆိုတော့လည်းတကယ်တက်ခိုင်းတာမဟုတ်ဘူးเนาะဟိုကွာဟန်ဆောင်ပြီးတော့တရုပ်ဆောင်ခိုင်းတာပေါ့เนาะဟိုနောင်ကျင်အောင်လုပ်တာမျိုးမဟုတ်ဘူးပြောချင်တာကသူကအပြာကားလို့လည်းမဟုတ်ဘူးယောက်ျားနဲ့မိန်းမ sex ဖြစ်เสียလည်းမလိုဘူးဒါမဲ့ဒီယောက်ျားနဲ့မိန်းမဒီ body အရန်ကြီးတဲ့မိန်းမနဲ့နဘန်းတက်ခိုင်းတော့ body အရန်ကြီးတဲ့မိန်းမကပဲနိုင်တာပေါ့နော်အဲ့တော့နဘန်းတက်တဲ့အမူအရာ position တွေကြတော့ဟိုနည်းနည်းလူပြောစရာတော့ဖြစ်တာပေါ့နော်အဲ့ဒီခေတ်ကဆိုလို့ရှိရင်ဥပမာဟိုဒီအမျိုးသားရဲ့မျက်နှာကိုSallyကသူကဟိုခြေထောက်နဲ့ကွာတိုက်ခိုက်တဲ့ပုံစံမျိုးတော့ခြေထောက်နဲ့ချောင်းနဲ့ညှက်ပြီးတော့နေတာတို့ပြီးတော့သူကအပေါ်မှာရှိတာတို့အဲ့လိုပုံစံမျိုးတွေကွာ position ပုံစံနဲ့နဘန်းတက်ရတာပြီးတော့နဘန်းတက်တဲ့အခါကျတော့လေသူကဟ
အဲ့လိုအားကစားဝတ်ဆောင်ကိုပဲဝတ်ပြီးတက်ရတာဆိုလိုချင်တာကဒီလိုမျိုးအတွင်းကန်လေးနဲ့အပေါ်တွင်းကန်အောက်တွင်းကန်လိုပုံစံမျိုးလေးနဲ့ပဲသူကအဲ့လူယောက်ျားကြီးနဲ့နှပန်းတက်ရထိရကိုင်းရအဲ့လိုမျိုးရှိတယ်ကွာရှိတော့အဲ့ဒါကိုပဲကြိုက်တဲ့ယောက်ျားတွေကတတ်ရှိတယ်တဲ့အဲ့ဒီခေတ်တုန်းကအဲ့တော့သူကဒီဇလန်းထဲမှာ sex ဖြစ်တာမဟုတ်ဘူးsex လည်းဖြစ်လို့ဖြစ်ခွင့်လည်းမရှိဘူးပေါ့နော်ပြီးတော့သူကတရားဝင်ဖြန့်တာဟုတ်ဒါပေမဲ့အဓိကဒီခန္ဓာကိုယ်ကြီးတဲ့မိန်းမတွေနဲ့ယောက်ျားတွေနဲ့နှပန်းတက်တာကိုရိုက်ပြီးတော့အဲ့ဒါကိုပြတဲ့ဈေးကွက်ပေါ့နော်အဲ့ဒီမှာဆယ်လီကသူကဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းကျတော့ဒီလူဗီဒီယိုရိုက်တာကိုငါခံမဲ့အစားငါဘာသာငါဗီဒီယိုရိုက်မယ်ငါဘာသာငါဒါရိုက်တာလုပ်မယ်ငါဘာသာငါဖြတ်မယ်ဆိုပြီးတော့သူကစတယ်ခုနကပြောသလိုဒီယောက်ျားနဲ့မိန်းမနဲ့နှပန်းတက်တဲ့ခါကတကယ်အစ်စ်မဟုတ်ပဲတရုပ်ဆောင်တာဆိုတော့ဇက်ကွက်လေးတွေတော့လိုတာပေါ့နော်အဲ့တော့သူကသူဇက်လန်းကိုသူကနေဖန်တီးတယ်ဥမာဆိုလို့ရှိရင်သူပထမဆုံးစတဲ့ဆယ်လီကိုတိုင်းပထမဆုံးစရိုက်တဲ့ဟာဆိုရင်သူ့အိမ်မှာစောင်းရသည်မှာနှင်းနေကြတဲ့မှာသူ့အိမ်မှာအသီးလာခိုးတဲ့တခိုးကိုသူကနှပန်းတက်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးကြီးနဲ့သူရိုက်တယ်ရိုက်ပြီးတော့ဖြန့်တယ်အဲ့ဒီလိုဖြန့်ရင်းနဲ့သူကနောက်ထပ်ဘယ်အဆင့်ကိုရောက်လဲဆိုတော့ private session ဆိုပြီးတော့ယောက်ျားတွေနဲ့လိုက်ပြီးတော့နှပန်းတက်ပေးတယ် sex ဖြစ်တာမဟုတ်ဘူးเนาะအဲ့ဒီယောက်ျားတွေအိမ်ကိုသွားတယ်ဒါမှမဟုတ်သူ့အိမ်ကိုခေါ်တယ်ဒါမှမဟုတ်ဟိုတယ်ဒီမှာတွေ့တယ်ဘာလုပ်လဲဆိုတော့အဲ့ဒီယောက်ျားတွေနဲ့နှပန်းတက်တာပလူးပလဲနေတာလဲလို့လည်းပြောလို့မရဘူးကွာသိလားအဲ့လိုယောက်ျားတွေနဲ့တကယ်ချတာလည်းမဟုတ်ဘူးဆိုတော့အဲ့လိုလုံရင်းနဲ့သူကပတ်စံရမ်းရတာပတ်စံရမ်းရတော့ဒီ Ray ရဲ့တငယ်ချင်းတွေကသူ့ကိုမေးတယ်မိမကဒါမျိုးတွေလုပ်နေတာတကယ်တော့ဒါက sex မဟုတ်ပေမဲ့ပလူးပလဲနေရတဲ့သဘောမျိုးရောက်တာပေါ့နော်ယောက်ျားပေါင်းစုံနဲ့မင်းကဒါတွေကိုလက်ခံလားပေါ့နော်လက်ခံလားဆိုတော့ Ray ကလက်ခံတယ်ဘာလို့လဲဆိုတော့သူတောက်နေတဲ့ဆေးတွေအသားတွေအဲ့ချိန်ကအရန်ဆေးကြီးတာအရန်ဆေးကြီးတော့သူမိမကိုသူဘာမှမပြောဘူးသူမိမပတ်စံရတာလေဒီရတယ်ဆိုတော့သူသိတယ်အဲ့ဒီလိုနဲ့ဒီ1993တနှစ်ထဲမှာဆိုလို့ရှိရင်တဲ့အဲ့ဒီဆယ်လီကပြန်ပြောပြတာဒီ Ray အတွက်ကုန်ကြစရိတ်သူ့ရဲ့ခန္ဓာကိုယ်အတွက်ကုန်ကြစရိတ်ကဒေါ်လာ2400ရှိရပေါ့နော်2400ဆိုအဲ့ခေတ်ကနည်းတဲ့ဝင်ငွေတော့မဟုတ်ဘူးเนาะဒီခေတ်နဲ့တော့မနည်းပါဘူးတစ်နှစ်လုံးကိုလူတယောက်စာအတွက်2400ဆိုတာလေเนาะအဲ့လိုနဲ့ Ray ကဒီ Mr. Olympia နိုင်ငံအဆင့်ပေါ့เนาะပြိုင်ပွဲမှာသူဝင်ပြိုင်တော့အဲ့ဒီပြိုင်ပွဲကအနိုင်တဲ့လူကဒေါ်လာ300ရတယ် Ray ကအစမှာသူ့ကိုယ်သူယုံကြည်မှုအရန်ရှိတယ်ဒါပေမဲ့တနိုင်ငံလုံးကလူတွေလာတဲ့ခါကျတော့သူ့ထက် body ကမြင့်တဲ့လူတွေရှိတယ်ကြွက်သားလှတဲ့လူတွေရှိတယ်သူတို့မှာအမျိုးမျိုးရှိရကွာဘယ်နေရာကြွက်သားဘယ်လိုဆိုရဲကြည့်ရဲ့ဒိုင်လူကြီးတွေလည်းအများကြီးရှိတယ်အဲ့ဒီတော့ Ray ကသူကနံပါတ်15ပဲချိတ်တယ်15ပဲချိတ်တော့သူကအရန်စိတ်ဆိုးသွားတယ်စိတ်ဆိုးရဆိုတော့သူ့ကိုယ်သူလည်းစိတ်ဆိုးတယ်အကုန်လုံးစိတ်ဆိုးတာပေါ့နော်စိတ်ဆိုးပြီးတော့ဆယ်လီရဲ့ပြောစကားအရာဆိုရင်သူကအဲ့ဒီဒေါသတွေကိုဆယ်လီကိုပုံချတယ်ပေါ့နော်အဲ့ဒီတော့ဒီ Ray ရဲ့အကြောင်းကိုနည်းနည်းပြန်ပြောရမယ်ဆိုရင် Ray ကသူဆင်းရဲတဲ့ပတ်ဝန်းကျင်မှာပဲမွေးလာတာစိတ်ကောင်းရှိပေမဲ့သူ့မှာကclick နဲ့ဆိုလို့ရှိရင်နည်းနည်းဒေါသထွက်တတ်တဲ့စိတ်လည်းရှိရပေါ့နော်ဥပမာပြောမယ်ဆိုရင်သူကတခါတုန်းကဘာတစ်ခုမှလူတယောက်နဲ့ရန်ဖြစ်တော့အဲ့ဒီလူရဲ့မျက်လုံးကိုလက်နဲ့ထိုးဖောက်တာနော်တကယ်ဟိုရုပ်ရှင်တွေထဲမှာမြင်ရတယ်လို့လက်နဲ့ထိုးဖောက်လို့ဟိုလူမျက်လုံးကွယ်သွားတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့အကျန်းဖက်တတ်တဲ့သဘောပေါ့နော်ပြီးတော့ဆယ်လီရဲ့ကလေးတွေပြန်ပြောစကားရလဲသူတို့ကိုရိုက်တယ်ငယ်တော့ကလေသူတို့ရိုက်ခံရတယ်ပေါ့နော်ဥပမာဆယ်လီဥပမာဆိုလို့ရှိရင်ဆယ်လီနဲ့လက်ထပ်ပြီးလို့3ရက်လောက်အကြာမှာပဲဆယ်လီမျက်နှာကိုလက်သီးနဲ့ထိုးလို့သူဆယ်လီမျက်နှာခမ်းကွဲသွားတာမျိုးရှိတယ်နောက်မှအတင်းပြန်တောင်းပန်လို့သူတို့တူနေတယ်ပေါ့နော်အဲ့အချိန်မှာဆယ်လီရဲ့သားကလည်းပြောတယ် Ray ကတကယ်ချတာပေါ့နော်သူတို့နည်းနည်းအသက်9နှစ်6နှစ်လောက်ရလာတော့ Ray ကအရင်ကဆိုလက်နဲ့ချတာပေါ့နော်အသက်9နှစ်6နှစ်လောက်ရလာတော့လက်နဲ့မရတော့တခုခုဆိုရင်ခပတ်ချွတ်တဲ့အတန်ပေါ့နော်အဲ့ဒီဆယ်လီရဲ့သားအခုတော့အသက်ကြီးပြီအဲ့တယောက်ကပြန်ပြောတာဆိုတော့ခပတ်ချွတ်တဲ့အတန်ဆိုရင်သူတို့အရန်ကြောက်တာအဲ့ချွတ်ပြီးတော့သူတို့မောင်နှမနှစ်ယောက်ကိုခန်းနဲ့ထည့်ပြီးတော့နှစ်ယောက်စလုံးကိုမရိုက်ဘူးသူကတယောက်ကိုရိုက်ပြီးတော့တယောက်ကိုထိုင်ကြည့်ခိုင်းတာအဲ့ဒီလိုနီးနဲ့ Ray ကအကျန်းဖက်တတ်တယ်ပေါ့နော်အဲ့လိုနဲ့1995လောက်ရောက်လာတော့သူတို့လက်ထပ်ပြီး10နှစ်အကြာမှာအဲ့ဒီ Ray က street right တွေပို့သုံးလာတယ်အဲ့ street right တွေသုံးတဲ့ဘေးထက်ဆိုးကျိုးတွေထဲမှာဘာလဲဆိုတော့သူအကျန်းဖက်တဲ့စိတ်
ပိုရှိတယ်လို့ပြောတယ်အဲ့တော့ပို့ပြီးအကျန်းဖက်လာတယ်ပေါ့နော်ဖက်လာတော့ဆယ်လီကဘာတွေးလဲဆိုရင်သူနဲ့သူသားသမီး2ယောက်နဲ့သူ့အမေရှိတဲ့နေရာကိုသွားတော့မယ်ပေါ့နော်ရေးစီကထွက်ပြေးမယ်ဆိုပြီးတော့သူစောင့်တော့1995ခုနှစ် Valentine Day ရောက်တဲ့အချိန်မှာဆယ်လီရဲ့ပြောစကားရတော့ तू ကဒီယောက်ျားက तू အရန်ချစ်တဲ့ယောက်ျား तू တဘဝလုံးအတွက်ကိုချစ်တဲ့ယောက်ျားအဲ့တော့ तू Valentine Day ဆိုတာတခြားနေ့တွေနဲ့မတူသူ့ယောက်ျားနဲ့တူရှိချင်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့သူ့ယောက်ျားညနေတည်းကဘယ်ပြောက်လို့ပြောင်းမှမသိဘူးအဲ့ဒါနဲ့ okay ဘယ်ဒီယောက်ျားပဲသွားမှမသိရင်တော့ငါသူ့နောက်ကိုလိုက်သွားမယ်ဘာမှရှိမှာပဲဆိုပြီးတော့သူနှခမ်းကြီးပါဆိုးနေတော့ရေးကအိမ်ပြန်ရောက်လာတယ်အဲ့ဒီရေးအိမ်ပြန်မရောက်လာခင်အချိန်လေးမှာပဲရေးတငယ်ချင်းတယောက်ကဆယ်လီအိမ်ကိုရောက်လာတယ်အဲ့တငယ်ချင်းကပြန်ပြောပြတာပေါ့နော်ဆယ်လီအိမ်ကိုပြန်ရောက်လာပြီးတော့ဆယ်လီအိမ်ကိုရောက်လာပြီးတော့ तू ကဆယ်လီကပြောတယ်ရေးကတော့ပြန်လာတော့မယ်ဒီမှာနေပါပေါ့နော်ပြန်လာခြင်းလည်းပြန်လာမယ်ဒီမှာနေပါပေါ့ငါတို့ရှိမှာဘာလို့လဲဆိုအဲ့တငယ်ချင်းရှိနေရေးနဲ့ဆယ်လီရေးကအရန်ဒေါသမထွက်ဘူးပေါ့နော်နည်းနည်းအထိတ်အညှိရှိအောင်လို့ဆိုပြီးတငယ်ချင်းကိုခေါ်တယ်တငယ်ချင်းကလည်းအေးငါနေမယ်ဒါပေမဲ့လောလောဆယ်တော့ငါဘိုက်စာလို့တခုသွားဝယ်အောင်မယ်ဆိုပြီးတော့စားစရာသွားဝယ်ပြီးပြန်လာမယ်ပြောပြီးထွက်သွားတယ်အဲ့ဒီတငယ်ချင်းထွက်သွားပြီးတော့ပြန်လဲရောက်လဲလာတော့ဒီဆယ်လီနဲ့ရေးတို့ရဲ့အိမ်ရှိမှာရဲကားတွေကအများကြီးရောက်နေတယ်လူနာတင်ကားလည်းရောက်တယ်ပြီးတော့ဟိုကောင်းကင်မှာလည်းရဟန်းရဟန်းရင်ကြီးပြန်ဝဲနေတော့ဆိုအဲ့တငယ်ချင်းအရန်ဟောတော့ငါပြုတ်သွားတာခဏလေးပေါ့နော်ငါသွားတာခဏလေးအခုဘာဖြစ်သွားတာလဲပေါ့အဲ့တော့မှသူတိတာကဆယ်လီကရေးကိုတနက်နဲ့2ချက်ပစ်လိုက်တယ်ပြီးတော့ဆယ်လီနဲ့ကလေးတွေကိုရဲကခေါ်သွားပြီးတော့ဆယ်လီကိုမေးတော့ဆယ်လီသူပြောပြတာကဆယ်လီရဲ့ version ပေါ့နော်သူပြောပြတာကသူကရေးနောက်ကိုလိုက်ဖို့မိတ်ကပ်တွေပါပြင်နေတော့ရေးကပြန်ရောက်လာတယ်ပေါ့နော်ပြန်ရောက်လာပြီးတော့သူ့ကိုဘယ်သွားမလို့ပြင်နေတာလဲဘာလုပ်မှလဲမေးတယ်သူကလည်းရေးကိုနေပဲသွားနေတာလဲဒီနေ့ Valentine Day အဲ့လိုဆိုင်နဲ့စကားကြီးများကြတယ်ပေါ့နော်စကားကြီးများတယ်ပြီးတော့သူ့ကိုလက်သီးနဲ့ထိုးတယ်လက်ဘင်းကိုလည်းညှစ်တယ်လို့ပြောတယ်ပြီးတော့အေးရေးကလက်ဘင်းညှစ်တာသူအခုမှမဟုတ်ဘူးသူကစိတ်ဆိုးလိုက်အမြဲတမ်းအဲ့လိုမျိုးလက်ဘင်းညှစ်နေကြပေါ့နော်အဲ့ဒီမှာဆယ်လီကသူအခန်းထဲကတနက်ကိုယူပြီးတော့နေငါ့ကိုထပ်မလုံနဲ့နော်ထပ်လုံတာလည်းပြစ်မယ်ဆိုပြီးတော့ပြောတယ်ရေးကလုံမယ်ဆိုတော့သူပြစ်ချလိုက်တယ်တစ်ချက်ပေါ့နော်ပြစ်ချလိုက်ပြီးတော့နောက်တစ်ချက်လည်းထပ်ပြစ်လိုက်တယ်နောက်တစ်ချက်ကမျက်နှာကိုပေါ့နော်နှစ်ချက်ပြစ်လိုက်တယ်အဲ့ဒီမှာကလေးတွေကသူတို့အဖေနဲ့အမေနဲ့ရန်ဖြစ်နေတာတီးတော့သူတို့အခန်းထဲဝင်နေတော့အဲ့မှာအကြီးမလေးကသူ့အမေကိုလေဘင်းညှစ်နေမှန်းတီးတော့သူအတန်ထွက်လာမှာပေါ့နော်လေဘင်းညှစ်တဲ့အတန်အဲ့မှာ तू ကအခန်းထဲကအော်တယ်ပေါ့နော်မလုပ်ပါနဲ့ဆိုပြီးတော့နောက်တနက်တန်ကြားလို့ထွက်လာတော့သူ့အဖေကသွေးရိုင်နေမှာသူ့အမေကိုယ်တိုင်ကဆယ်လီကိုယ်တိုင်ကသူ့ယောက်ျားကိုတနက်နဲ့ပြစ်မိပြီဆိုပြီးတော့199ကိုဖုန်းဆက်တာပေါ့နော်ဆက်တယ်အဲ့ဒီမှာဒီဆက်တော့ကလေးကနောက်မှာငိုးနေတယ်အဖေဘာဖြစ်သွားတာလဲပေါ့နော်ဟိုသူတို့ကငငယ်တွေကဒီ Ray နဲ့နေလာတဲ့ခါကျ Ray ကိုအဖေလို့ပဲခေါ်တာအဲ့တော့မှအဲ့လိုနဲ့သူတို့ရဲစခန်းရောက်တာပေါ့နော်အဲ့လိုနဲ့ဟိုဘက်ဒီဘက်ရှင်းနေစပြီးတော့အတီးတီးတရားရုံးရောက်တယ်တရားရုံးရောက်ကြတယ်ရေးဘက်ကပေါ့နော်အစိုးရရှင်းနေတွေကဘလို့လဲဆိုတော့ तू ကဆယ်လီကိုမယုံဆယ်လီကဘာလဲဆိုတော့အဖမ်းခံနေညကစုံတော့တွေကသူ့မေးအခန်းထဲမှာမေးမြန်းသူသမီးလေးတို့မေးပြီးတော့စုံတော့တွေလည်းပြန်အောင်ဆယ်လီကအဲ့အခန်းမှာတမန်တလင်းပေါ်မှာပဲလှဲပြီးတော့အိတ်ချပလိုက်တယ်ကွာအဲ့တော့ဆုံးဒီအစိုးရဘက်ကရှေ့နေသမားတွေကလူတယောက်ကိုတက်ပြီးကစားလူကတယောက်ကိုတက်ပြီးသွားပြီအဲ့ဒါကိုစိတ်ကအဲ့လိုမျိုးလှဲပြီးတော့အိတ်နိုင်လားငြိမ်နေနာလားသူ့ရဲ့အပြုတ်မှုကပုံမှန်ဘူးပေါ့နော်ဘလို့စိတ်နဲ့အိပ်ပျော်နိုင်တာလဲသူကြည့်ရတာလဲအေးဆေးပဲနောင်တရပုံလည်းမရဘူးဆိုသူတို့ကအဲ့ဒီကစပြီးတော့ဟိုဆယ်လီကိုတန်တရားစဝင်တယ်ပြီးတော့အဲ့ဒီအချိန်မှာကလေးတွေကိုမိဘမဲ့တွေစောက်ရှောက်တဲ့နေရာမှာခဏပို့ထားတယ်ဒါပေမဲ့ကလေးတွေကလည်းအမှမနေချင်ပင်မဲ့ဆယ်လီကတော့ဟို तू ကသူ့ကိုသူ self defense လုပ်တာလို့ तू ကရဲတွေမှာထွက်ဆိုတော့3-4 လလောက်ပဲကြာမယ်လွတ်မယ်လို့ယူဆရပေါ့နော်အဲ့တော့ကလေးတွေကို तू အမှခဏထားသူထားမှာအစိုးရထားတာပေါ့နော်အဲ့တော့ဒီခုနပြောသလို Ray ဘက်ပေါ့နော်ဒီအစိုးရဘက်ကရှင်းနေတာဆယ်လီအကျနောက်ကျောင်းကိုလိုက်တယ်အစာပိုင်းမှာဆယ်လီကိုဒေါ်လာ1 သန်းနဲ့သူတို့အာမခံပေးတယ်အာမခံပေးပေမဲ့တော့ဆယ်လီမှာဒေါ်လာ1 သန်းမရှိဘူးနောက်ဆယ်လီဘက်ကရှင်းနေရဒါက self defense ဖြစ်တယ်လို့ပြောတဲ့အတွက်1 သန်းကနေပြီး1 သိန်းကိုယော့သွားတယ်ပေါ့နော်အာမခံအဲ့မှာဆယ်လီနဲ့ private session ယူဘူးတဲ့ယောက်ျားတွေက
ငွေစုပြီးတော့သူ့ကိုအာမခံပေးကြရပေါ့နော်ပြီးတော့သူတို့အကြောင်းတွေကလည်းဒီမီဒီယာတွေမှာပါလို့ဟိုးလေးတကြောပေါ့သူတို့လင်မြန်းယောက်ကလည်းနာမည်ရှိတာကို body builder အနေနဲ့နောက်အဲ့အစိုးရရှိနေရပါပြောလဲဆိုခုနပြောသလိုဆယ်လီကိုတိုင်းကအကြမ်းဖက်တတ်တယ်သူကိုသူကာကွယ်တဲ့အနေနဲ့ပြစ်တက်ခဲ့တာမဟုတ်ဘူးပြီးတော့သူတို့လင်မြန်းနဲ့သူတို့လင်မြန်းပတ်ဝန်းကျင်ကိုမေးတာပေါ့နော်အဲ့မှာဆယ်လီကတခုခုဆိုလက်ပါတယ်အဲ့ဒီ documentary ထဲမှာသူ့သားလေးကအသက်ဒီအချိန်မှာတော့အသက်ကြီးနေပေါ့နော်အဲ့ဒါပြန်ပြောတာသူငငယ်တုန်းကဆိုရင်သူ့အမေကလည်းအကြမ်းဖက်တဲ့အထက်ပါတယ်ပေါ့နော်ထိခဲဆိုဒေါသထွက်တဲ့အထက်ပါတယ်ဥပမာဆိုလို့ရှိရင်သူက9နှစ်6နှစ်အရွယ်မှာသူเจ้าကကောင်လေးတယောက်ကသူ့ကိုချလိုက်တော့သူကအဲ့ဒဏ်ရာနဲ့အိမ်ပြန်လာတော့သူ့အမေကသူ့ကိုမြင်ချင်းညို့ဒါဘလူးလုံးလိုက်တာလဲဆိုပြီးတော့ပြောတဲ့အခါသူကဒီကောင်လေးပေါ့နော်ဒီကောင်လေးကသူ့ထိုးလိုက်တာဆိုဆယ်လီကသူ့သားရဲ့လက်ကိုဆွဲပြီးတော့အဲ့ဒီကောင်လေးရဲ့အိမ်ကိုသွားတယ်တကားကိုတုံးနဲ့ထုတယ်ဟိုကကောင်လေးရဲ့အဖေကအပြင်ထွက်လာတဲ့ခါကျတော့ဘာမှမပြောဘဲနဲ့မျက်နှာကိုလက်သီးနဲ့ထိုးတော့အမှနဘန်းနေတတ်ကြပါတော့နော်နဘန်းတက်တော့အမှပတ်ဝန်းကျင်ကရဲကိုအကြောင်းကြတော့ရဲတွေရောက်လာတော့ဆယ်လီကရဲကိုပါချင်းချောက်တာတွေပါလုတ်ခဲ့တာပေါ့နော်အဲ့တော့သူတို့အမေကလည်းစိတ်ဆက်ပြီးတော့အကြမ်းဖက်တတ်တယ်ပေါ့နော်အခုကဆယ်လီကတခါတော့သူပြိုင်ပွဲဝင်ဖို့လေ့ကျင့်နေရင်းနဲ့အဲ့ဒီဂျင်မာလေ့ကျင့်နေနေသူလေ့ကျင့်ပေါ်ကောင်မလေးတယောက်ကိုသူ့ယောက်ျားနဲ့ဖောက်ပြန်ပါတယ်ဆိုပြီးတော့လက်သီးနဲ့ထိုးတာအကုန်လုံးအကြမ်းဖက်တာပေါ့နော်အကုန်လုံးဝိုင်းဆွဲမှငြိမ်သွားတော့သူ့ကိုပြိုင်ပွဲဝင်ငင်းတွေပါတယ်လေအဲ့ဒီမှာပိတ်တယ်နောက်သူ့ရဲ့ marine တက်မှာရှိတော့ကသူ့ရဲ့ record ပေါ့နော်အဲ့ဒါတွေကြည့်လို့ရှိရင်လေသူ့ကိုဒီကြမ်းဖက်မှုနဲ့လာတိုင်တာတို့ဘာလို့အဲ့လို record တွေအများကြီးရှိတယ်ကွာရှိတော့ဒီအမျိုးသမီးကသူ့ကိုယ်သူကာဝယ်ဖို့တတ်တာမဟုတ်နိုင်ဘူးကြိုးတင်ကြံစီပြီးတတ်တာဆိုပြီးတော့အစိုးရရှိနေပို့ပြီးတော့ယူဆချက်ခိုင်မာလာတယ်နောက်တစ်ခုက Ray ကမသေးခင်မှာတခြားအမျိုးသမီးတယောက်နဲ့တွဲနေအဲ့မှာ Ray နဲ့ခင်နဲ့တငယ်ချင်းတယောက်ကဘာပြောလဲဆို Ray ကဆယ်လီကိုဆယ်လီချစ်တယ်လို့မချစ်ဘူးပြီးတော့စိတ်လဲကုန်နေပြီသူကွဲချင်နေတယ်ပေါ့နော်သူကအဲ့မှာနောက်တစ်ယောက်ကောင်မလေးတွေ့တယ်အဲ့ကောင်မလေးကိုသူကချစ်နေတယ်တွဲတယ်ဒီ Valentine Day မှာလည်းအကောင်မလေးနဲ့ရှီကောင်းရှိနေနိုင်တယ်ဆယ်လီကလည်းဒါကိုသိရပေါ့နော်အဲ့တော့ဆယ်လီရဲ့စိတ်ထဲမှာသူချစ်တယ်လားရေးစီကအချစ်ပြန်မရဘူးဆိုပြီးသူအမြဲတွေးတတ်တဲ့ပုံလည်းရှိရပေါ့နော်နောက်တစ်ခုကဆယ်လီဘက်ကတော့သူကဘာပြောလဲဆိုတော့သူကြမ်းဖက်တာတွေမှန်တယ်ဒါပေမဲ့ဒီယောက်ျားကသူရမ်းချစ်လို့ယူထားတဲ့ယောက်ျားအဲ့ဒီယောက်ျားကသူများနဲ့ဖောက်ပြန်နေတယ်ထင်ရင်သူကတော့လူပဲဒေါသထွက်မှာပဲဒါပုံမှန်ပဲလို့သူပြောရပေါ့နော်အဲ့တော့တကယ်လို့မြန်သူကသူ့ယောက်ျားကိုတတ်ချင်တယ်ဆိုလို့ရှိရင်သူ့ယောက်ျားနာကိုလောက်သွားဖို့ make up တွေလိမ့်နေမှာမဟုတ်ဘူးသူတကယ်ပဲ self defense ပါလို့သူကတော့ညင်းနေကွာနောက်ဆယ်လီရဲ့ငယ်ဘဝကိုပြန်ကြည့်မယ်ဆိုလေဆယ်လီရဲ့အဖေနဲ့အမေကတောက်တဲ့သမားတွေပြီးတော့တောက်တယ်ပြီးတော့ဆယ်လီရဲ့အမေကအဖေနဲ့ကွဲပြီးတော့ဆယ်လီကပထွေးနောက်ပါသွားတယ်ရိမနောက်ပါသွားတော့အဖေရဲ့မေရဲ့ပထွေးနဲ့အမေနဲ့ရတဲ့တခြားကလေးတွေရဲ့ပထွေးဘက်ကပါတဲ့ကလေးအဲ့လိုမျိုးတွေသူနေရတယ်ကွာနေတော့သူကမျက်နှာตาအပေးမခံအောင်ဥမာသူအညီအဝတ်စားဆိုလဲသူများကြပဲဝေးရတယ်အဲ့ပြီးတော့ပထွေးကလည်းသူချတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ငယ်ဘဝကလည်းကြမ်းတမ်းခဲ့တယ်အဲ့လိုမျိုးသူချလို့ပဲဆယ်လီကသူ့ကိုယ်သူကာကွယ်ရမယ်ဆိုတဲ့အတွေ့အမျိုးသူ့မှာခေါင်းမထဲမှာအမြဲရှိပြီးတော့သူအဲ့လိုမျိုး marine တက်ထဲကိုဝင်တာပြီးတော့သူ college ရောက်တော့သူ့အမေကကျောင်းလာကမပေးနိုင်တော့သူကလည်းမရှာနိုင်တော့ marine တက်ထဲဝင်တယ်သူကအဲ့လိုမျိုးကွာသူငယ်ဘဝကလည်းကြမ်းတမ်းခဲ့တယ်ပြောရမှာပေါ့နော်အဲ့လိုမျိုး violence နဲ့ပတ်သက်ခဲ့တယ်လို့ပြောရမယ်အဲ့လိုနဲ့ဒီအမှုဖြစ်ပြီးတော့တနှစ်ကြာ1996အဲ့ Valentine Day မှာပဲတရားရုံးကကြားနာစစ်ဆေးမှုတွေစရပေါ့အဲ့ဒီအချိန်မှာတော့ဒီကလေးနှစ်ယောက်ကိုဒီဆယ်လီဘက်ကအမေနဲ့သူ့အဖိုးနဲ့ထားလိုက်တယ်ပေါ့နော်အဲ့ဆယ်လီရဲ့အမေကလည်းအဲ့မှာတော့သူရက်တွေပါပြတ်ပြီးတော့အဖွားကောင်းပေါ့နော်အဲ့လိုမျိုးနေကြတယ်အဲ့တော့ဒီတရားရုံးမှာကြားနာစစ်ဆေးမှုစတဲ့အခါမှာမီဒီယာတွေကသူ့ကိုဘယ်လိုပြောလဲဆိုတော့အမြဲတမ်းဒေါသထွက်နေတဲ့အမျိုးသမီးအဲ့လိုမျိုးတင်စားပြီးတော့ရှောက်ရေးတာပေါ့နော်နောက်ဒီအစိုးရဘက်ကရှေ့နေကသူကဘာလို့တက်သေးပြလဲဆိုတော့ဒီတနက်ပြစ်တဲ့အခါမှာရေးကိုပြစ်လိုက်တဲ့တနက်နှစ်ချက်ပြစ်ခံရတယ်လို့ပြောတယ်မဟုတ်လားအဲ့ဒါတွေသူတို့စစ်တဲ့အခါမှာခန္ဓာကိုယ်မှာတစ်ခုမျက်နှာမှာတစ်ခုဒီဆယ်လီရဲ့ပြောစကားအရဆယ်လီကသူတစ်ချက်ပြစ်လိုက်တယ်ရေးကဒါပေမဲ့ဒီလဲမသွားဘဲနဲ့သူ့နောက်ကိုလိုက်လာတယ်သူမျိုးကြောင့်နဲ့သူတို့ဖြစ်တာဒီအေကန်ထဲမှာဖြစ်တာပေါ့နော်သူတစ်ချက်ပြစ်လိုက်တယ်မိဖို့ကြောင့်လည်းသူဝင်သွားတယ်ရေးကနောက်ကလိုက်လာတယ်အဲ့တော့သူထပ်ပြစ်လိုက်တယ်ပေါ့နော်နှစ်ချက်ဒါကတော့ဆယ်လီဘက်ကပြောတာဒါပေမဲ့ဒီ forensic တို့ဒီ
စစ်ဆေးတဲ့လူတွေရဲ့ထွက်ဆိုချက်အရာပထမဆုံးတစ်ချက်မှာပဲရေးကအသက်ကလုံးဝအသေးလူနီးပါးဖြစ်နေပြီသူအသက်မရှင်နိုင်ဘူးပေါ့နော်ပထမဆုံးချက်အဲ့ဒီအချိန်မှာဒုတိယတစ်ချက်ဖြစ်တဲ့အချက်ကဘယ်လိုဖြစ်နိုင်လဲဆိုတော့ရေးကပလက်လန်နေတော့သူ့ရဲ့မျက်နှာပေါ်ကနေပြစ်လိုက်တဲ့ဟာလို့ပြစ်လိုက်တာလို့ဖြစ်နိုင်တယ်ဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်အဲ့ဒီရေးကပလက်လန်နေတဲ့အချိန်မှာသူဘေးနားမှာဇပွဲရှိတယ်ဇပွဲပေါ်မှာအုပ်ဆောင်လေးနဲ့မိရင်ရှိတယ်ဒီမျက်နှာကိုပြစ်လိုက်တဲ့အချိန်မှာအဲ့သွေးတွေကပန်းထွက်တာဒီမီးအိမ်ရဲ့အုပ်ဆောင်အောက်မှာဖြာပြီးတော့အဲ့လိုမျိုးရောက်နေတာဖြစ်တဲ့အတွက်ဒီ ray ပလက်လန်နေတဲ့အချိန်မှာမှမျက်နှာကိုတိတ်ပစ်တာလို့ဒီ forensics ကဒီ autopsy ကထွက်ချက်တွေပါတယ်သူတို့ကောက်ယူဆကြတယ်ပေါ့နော်အဲ့လိုနဲ့ဒီအစိုးရရှေ့နေကဆယ်လီကိုဆွဲချက်တင်တယ်ပြီးတော့ဒီ ray ရဲ့တငယ်ချင်းတွေပတ်ဝန်းကျင်နေပြီးတော့ဆယ်လီရဲ့ background ပေါ့နော်ခုနပြောသလို marine တပ်ထဲမှာအမှုတွေရှိခဲ့တယ်ကလေးရဲ့အဖေကိုဒီတွားခုနသူ့သားနဲ့ရံဖြစ်တဲ့ကလေးရဲ့အဖေကိုတွားပြီးတော့လက်သီးတွေထိုးတော့လာပြီးတော့ဖြန်ပြေးတဲ့ရဲတွေကိုလည်းချိန်ချောက်တဲ့အမှုတွေအဲ့လိုမျိုး record တွေရှိခဲ့တယ်သူ့မှာအဲ့လိုမျိုးတွေအများကြီးရှိရယ်ကွာနောက်တစ်ခုကဒီ night club တစ်ခုမှာဆိုရင်လည်းသူကရံဖြစ်တဲ့အချက်လက်တွေသူ့မှာရှိခဲ့တယ်အဲ့လိုမျိုးဟာတွေအများကြီးရှိတော့ဒီအစိုးရရှိနေကအဲ့ဒီဟာတွေအချက်တွေအဓိကထားပြီးတော့ဆယ်လီကိုကြိုတင်လူတက်ဖို့ကြံစီတာလို့ဆွဲချက်တင်တယ်ခုနဆယ်လီဘက်ကတော့မဟုတ်ဘူးဒါကသူကပေါ့နော်သူက self defense ပဲလုပ်တာပါ ray ကသူ့ကိုဒီလိုမျိုး level ညစ်တာရင်ထဲမှာမဟုတ်ပါဘူးအခုမှမဟုတ်ပါဘူးအရင်တည်းကလည်းပါတယ်အဲ့မှာဆယ်လီဘက်ကထွက်ချက်ဆိုတဲ့လူနှစ်ယောက်က3ယောက်ရှိတယ်တယောက်ကသူသမီးလေးအဲ့ချိန်မှာ12နှစ်ပဲရှိသေးတယ်12နှစ်ပဲရှိသေးတော့ကလေးကိုမေးတာပေါ့နော်ကလေးကိုဒီသူ့အမေနဲ့အဖေရန်ဖြစ်တဲ့အချိန်မှာကလေးကအဖေကအမေကို level ညစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်ကအစိုးရရှိနေရတယ်ပြန်မေးတယ် level ညစ်တာနေဘယ်လိုသိလဲကလေးကိုမေးတဲ့ခါကျကလေးကlevel ညစ်တာကအခုမှဖြစ်တာမဟုတ်ဘူးအဲ့လိုမျိုး level ညစ်ထွက်လာတဲ့အတန်ရှိရပေါ့နော်အဲ့အတန်ကြားတာနဲ့ तू ကအဖေကအမေကို level ညစ်နေတယ်ဆိုတာသိတယ်အမှကလေးကလည်းငိုပေါ့နော်အဲ့လိုဟာမျိုးရှိရပြီးတော့ဆယ်လီတငယ်ချင်းတယောက်ရှိတယ်အဲ့ဆယ်လီတငယ်ချင်းကဘာပြောလဲဆိုဆယ်လီသူ့ရှိကိုရောက်လာပြီဆိုလက်မောင်းဒီမှာအညိုမဲဆွဲတာမျက်နှာမှာအညိုမဲဆွဲတာရှိတယ်ပေါ့နော်နောက်ဒီဆယ်လီက marine တပ်ထဲမှာရှိတဲ့အခါကျတော့သူ့မှာPTSD တွေပါရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးတွေရှိတယ်ဆိုတော့သူစိတ်ပိုင်းဆိုင်ရာပညာရှင်တယောက်ကဒီလိုမျိုးဒီဆယ်လီရဲ့စိတ်ပိုင်းဆိုင်ရာဒါတွေဖြစ်နိုင်နေဆိုတဲ့ဟာမျိုးဆယ်လီနဲ့သူက9နာရီလောက်စကားပြောပြီးတော့တရားရုံးမှာထွက်ချက်ပေးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာရှူတော့မှာပေါ့နော်ဒါပေမဲ့အဲ့ဟာတွေအကုန်လုံးကိုအဲ့မှာသူ့ဘက်ကဒီခုနဆယ်လီဘက်ကပါတယ်အဲ့3ယောက်ပဲရှိတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကိုခုနအစိုးရဘက်ကရှေ့နေမှာသူကတက်သေးအများကြီးနေဆိုတော့အခြေအနေရဆယ်လီဘက်မပါဘူးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အစိုးရရှေ့နေဘက်ကဆွဲတာ ray ကိုဆယ်လီကအရန်ချစ်တယ်သူကသူ့ယောက်ျားကသူချစ်တယ်လို့သူ့ကိုပြန်မချစ်ဘူးဆိုတဲ့အတွေ့မျိုးလည်းရှိတယ်နောက်တစ်ခုသူ့ယောက်ျားကနောက်အမျိုးသမီးတယောက်နဲ့ဖောက်ပြန်နေတယ်ဆိုတာလည်းသူသိတယ်ဆိုတော့ဒါတွေအကုန်လုံးကသူ့ကိုဒီကြိုတင်လူသက်ရန်ကြံစည်မှုကိုတွန်းပို့နေတယ်ဆိုပြီးတော့ဆွဲချက်တင်တာတွေမှာထပ်ပြီးတော့ထည့်တာပေါ့နော်အဲ့ဒီလိုနဲ့ဒီအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်တော့နောက်ဆုံးမှာဆယ်လီကထောင်ဒဏ်25နှစ်အချခံလိုက်ရတယ်ထောင်ဒဏ်25နှစ်ချပြီးတော့1996မှာချတာเนาะချတော့2020မှာသူပြန်လွတ်လာတယ် short ရက်တွေပါရနေပေါ့နော်25နှစ်ပြန်လွတ်လာတဲ့အခါမှာဒီ documentary ကိုသူ documentary ထဲမှာလည်းသူဝင်ပြောထားရပေါ့နော်အဲ့ဒီမှာစိတ်မကောင်းစရာတစ်ခုကဘာလဲဆိုတော့ဒီ documentary မှာဆယ်လီကိုယ်တိုင်လည်းပြောတယ်အဲ့ဒီအချိန်မှာသူအသက်60လောက်ရှိပြီပေါ့နော်ပြီးတော့သူသားတဲ့သူသမီးရဲ့နှစ်ယောက်စလုံးကလည်းဝင်ပြောထားတယ်ဒါပေမဲ့သူသားက2024မှာဒီတနက်ပြစ်ခံရပြီးတော့သူသားအဆင်မပြေဘူးစိတ်ပိုင်းဆိုင်ရာတွေပါလေသူသားနဲ့သမီးနှစ်ယောက်စလုံးကလည်းနောက်ပိုင်းည marine တပ်ထဲကိုရောက်တယ်เนาะနောက်ပိုင်းညပြန်ထွက်တယ်စိတ်အဆင်မပြေပဲနဲ့သူသားကဒီ homeless တွေပါဖြစ်ပြီးတော့အဲ့2024မှာတနက်အပြစ်ခံပြီးတော့အဲ့ဒဏ်ရာနဲ့ပဲသူဆုံးသွားတယ်ဒါပေမဲ့ဒီ documentary ထဲမှာတော့အဲ့ဒီသားကသူကိုယ်တိုင်လည်းဝင်ပြီးတော့ပြောထားတယ်ပေါ့နော်သူအမေနဲ့အဖေရဲ့အကြောင်းတွေပါတယ်ကိုပြောထားတယ်ဒါဘာဖြစ်လို့လဲဆိုတော့ documentary က2020မှာရိုက်တာဟုတ်အဲ့တော့နောက်ပိုင်းကျတော့အဲ့2024မှာသူအဲ့လိုမျိုးဂျော်ဂျီယာမှာသူအပြစ်ခံရပြီးတော့ဆုံးသွားတယ်ဆိုဒီတစ်ခုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဘာကိုတွေ့ရလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့
ပတ်သက်တဲ့ဟာလေတို့တငယ်ချင်းကိုပြောဘူးတဲ့အရင်တော့ဇလန်းနေအကြောင်းပဲเนาะဒီငငယ်တုန်းကအကြောင်းမျိုးမျိုးနဲ့နှိပ်စက်ခံရတာအကြမ်းဖက်ခံရတဲ့ကလေးတွေကသူတို့အရွယ်ရောက်လာတဲ့အခါမှာအဲ့ဒီစိတ်ကိုသူတို့ကိုယ်တိုင်သိလို့ဖြစ်စေသူတို့ပတ်ဝန်းကျင်ကသိလို့ဖြစ်စေကုစားပေးဖို့အခြေအနေနည်းတယ်ဒါမှမဟုတ်မရှိဘူးကောင်းကောင်းမကုစားနိုင်ဘူးဆိုလို့ရှိရင်ဒီလိုပြဿနာတွေကတစ်ချိန်မှာပြန်ပေါ်လာနိုင်တယ်ပေါ့နော်ခုနတငယ်ချင်းကိုပြောသလိုဆယ်လီကိုယ်တိုင်လည်းသူငငယ်တော့အကြမ်းဖက်ခံရတော့သူကသူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားရင်းနဲ့သူကိုယ်တိုင်လည်းအကြမ်းဖက်တယ်နောက်Ray ဆိုလဲအဲ့လိုပဲဆင်းရဲတဲ့မိသားစုကလာတယ်။နောက်ဆယ်လီရဲ့သားဆိုလဲ Marine တက်ထဲဝင်တယ်။နောက်အဲ့လို PTSD တွေပါရတယ်။နောက်ဆုံး homeless တွေပါဖြစ်ပြီးတော့သူလဲဆုံးသွားတယ်။ပြောချင်တာဟိုဒါကြောင့်ဒီလိုဖြစ်တယ်လို့ဓာတ်ရိုက်ကြီးပြောချင်တာမဟုတ်ပေမဲ့သူဟာနဲ့သူတော့ဆက်သွယ်မှုတွေရှိတာပေါ့နော်။ဒီအကြမ်းဖက်မှုနဲ့ကြီးပြင်းလာတဲ့ကလေးတွေရဲ့ဘဝပေါ့။နောက်အဆုံးသက်ပေါ့နော် overall ခြုံပြောလို့ရှိရင်တို့အရင်တော့ပြောဘူးတဲ့အတိုင်းပဲဒီviolence တစ်ခုကလေပြဿနာတစ်ခုပေါ်မှာပဲမူတည်ပြီးတော့ဖြစ်လာတာမဟုတ်ဘဲနဲ့တိတိလေးတွေကနေနှစ်ပေါင်းများစွာစုလာတဲ့ခါကျတနေ့ကျပောက်ကွဲထွက်သွားသလိုမျိုးဖြစ်လာတတ်တာမျိုးပေါ့နော်ဒီ documentary ကလည်းအဲ့ဒါကိုပြနေတယ်လို့တို့တော့ယူဆရတယ်။ကဲဒီတစ်ပတ်ကတော့ဒါလောက်ပါပဲတငယ်ချင်းရေနားထောင်ပေးတဲ့အတွက်လည်းထုံးစံတိုင်းကျေးဇူးများကြီးတင်ပါတယ်တတ်တာ